မောင်နှမနှစ်ယောက်ဟာသူတို့ဖခင်နဲ့တူတူပုံတန်းကစားရင်းကလေးမပုံရမဲ့အလှည့်မှာတော့သူမမိခင်ကနေရာတစ်ခုတည်တယ်ဆိုပြီးမြေအောက်ခန်းထဲခေါ်သွားကအခန်းတစ်ခုတွင်ပုံခိုင်းကအတန်မထွက်ရန်ပြောပြီးတကားကိုတောခတ်လိုက်ပါတော့တယ်ထို့နောက်သူတို့အမေကအဖေကိုလက်တို့ပြီးကိစ္စပြီးမြန်သွားရအောင်ဆိုပြီးလက်တို့လိုက်ပါတယ်သူမအကိုကညီမလေးရောမပါဘူးလားမေးတော့သူတို့အမေကနောက်မှလာခေါ်မယ်ဆိုပြီးသူတို့မိသားစုဟာအရှိပေါက်တကားကိုနောက်ဆုံးတစ်ကြိမ်ကြည့်ရင်ပစ္စည်းများစွာနဲ့မြို့သို့ပြောင်းရွှေ့သွားအားပါတော့တယ်နှစ်ပေါင်း20ကြာတဲ့အခါမှာတော့သူမအဖေကထိုအိမ်ကြီးစီပြန်ရောက်လာကသူမရဲ့ရိုးစုကိုပြန်လည်မြုပ်နှံပေးဖို့မြေအောက်ခန်းစီလျှောက်လာပါတယ်ကလေးမကိုတော့ခတ်ခဲ့တဲ့အခန်းရောက်ချိန်မှာတော့တကားကလှုပ်လာပြီးအဖေလာပြီးလားသမီးစောင့်နေတာကြာပြီးနောက်ဆုံးတော့အဖေသမီးကိုရှာတွေ့ပြီးပေါ်ဆိုတဲ့သူသမီးရဲ့အတန်ကိုကြားလိုက်ချိန်မှာတော့အဖေဟာကြောက်လန့်တကြားဖြစ်သွားပါတော့တယ်